David Hawkinson ပြောတဲ့ Newcastle United 2.0 အကြောင်းစိတ်ကြိမ်ဖတ်ကွင်းတွင်မှာအပြောင်းလဲတွေဖြစ်လာခဲ့ပါပြီ။ Sorry ကပိုင်ရှင်တွေလက်ထက်9နှစ်ဒီပါအကြောင်းမှာတော့အသင်းရဲ့မျိုးတစ်ခုလုံးကိုအမြင့်ပြန်စေခဲ့တဲ့နီးပြကြီးအရီဟိုဝီရဲ့ခေတ်တစ်ခေတ်ကုံဆုံးသွားခဲ့ပြီးအနာဂတ်တစ်ခုစတင်ပုံပေါ်လာခဲ့တာဖြစ်ပါတယ်။အသင်းအမှုဆောင်ရာရှိချုပ် David Hawkinson ကတော့ဒီအပြောင်းလဲကို Newcastle United 2.0 လို့နာမည်တပ်ပြောကြားလိုက်ပါတယ်။ပြီးခဲ့တဲ့ပတ်နောက်ပိုင်းမှာ CEO David Hawkinson ကအသင်းဝန်ထမ်းတွေကိုစိတ်ကြိမ်ဖတ်ကွင်းတွေက Platinum Club အခမ်းအနားမှာတွေ့ဆုံပြီးအနာဂတ်အတွက်ရဲဝင်းတဲ့ကတိကဝတ်တွေပေးခဲ့ပါတယ်။အရီဟိုဝီနောက်ထပ်တော့မယ်ဆိုတဲ့သတင်းတွေကြောင့်စိုးရိမ်ပူပန်နေကြတဲ့ဝန်ထမ်းတွေကိုအသင်းမှာတိကျတဲ့စီမံကိန်းနဲ့ရည်မှန်းချက်တွေရှိနေပြီးလမ်းကြောင်းမှန်ပေါ်မှာပဲရှိနေသေးတယ်လို့သေချာပေါက်အာမခံခဲ့တာပါ။ဒါဟာရုတ်တရက်ပြောင်းလဲမဟုတ်ပဲဂျာမန်လူငယ်နီးပြမက်တီးယားဟိုက်စလန်ကိုခန့်လိုက်တာကအနာဂတ်အတွက်ပုံမပြတ်သားတဲ့လမ်းကြောင်းတစ်ခုကိုလမ်းခင်းလိုက်တာဖြစ်တယ်လို့လည်းဆိုထားပါတယ်။အသင်းရဲ့ဗဏ္ဍာရေးခြေအနေနဲ့ပတ်သက်လို့ Hawkinson က Newcastle 1.0 ခေတ်တုန်းကမိမိတို့မနိုင်တဲ့ဝင်ကိုထမ်းခဲ့ကြပြီးအဲဒီတုန်းကအကျွေးဘယ်တွေကိုပြန်ဆက်ရတော့မယ့်အချိန်ရောက်လာတာဖြစ်တယ်လို့ပွင့်ပွင့်လင်းလင်းပြောကြားခဲ့ပါတယ်။ Newcastle က Premier League ရဲ့ PSR စီးမင်းတွေနဲ့ UEFA ရဲ့ဗဏ္ဍာရေးစီးမင်းတွေကြောင့်အသင်းနဲ့ပြီးခဲ့တဲ့ရာသီတုန်းကယူရို6တန်းဒဏ်ရိုက်ခံခဲ့ရတယ်လို့ဗဏ္ဍာရေးထိန်းကြီးမှုတွေကိုလည်းအချိန်တိုအတွင်းမဖြစ်မနေလှုံ့ဆော်ခဲ့ရပါတယ်။ဒါကြောင့်လည်းအသင်းကကစားသမားတွေအပြောင်းရွှေ့ဈေးကွက်မှာကြီးမားတဲ့အပြောင်းလဲတွေကိုပြုလုပ်ခဲ့ရတာပါ။အလက်ဇန်နာအစ်ဆက်ကိုလီဗာပူးတင်းထံကိုပေါင်125တန်းနဲ့မနစ်ကရောင်းချခဲ့ရတယ်လို့ဒီနေ့မှာလည်းအန်တိုနီဂိုရင်ကိုဘာစီလိုနာအသင်းထံကိုယူရိုတန်း80နဲ့ဆန်ထရိုတိုနာလီကိုတော်တယန်ထံကိုပေါင်တန်း100နဲ့အတီးတီးရောင်းထုတ်ခဲ့ရပါတယ်။ဒါ့အပြင်အသင်းကောင်းဆောင်ဘရူနိုဂမာရက်စ်ကလည်းအာဆနယ်တင်းထံကိုပေါင်85တန်းနဲ့ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။ဒီလိုဝါရင်ကစားသမားတွေကိုရောင်းချခဲ့ရပေမဲ့လူကာဟော်နက်စ်1UON ဘဇိုမာနာတိုရေးစီရန်စတာနဲ့ဘမ်ပါစားတဲ့အနာဂတ်ရှိတဲ့လူငယ်ကစားသမားတွေအများများကိုပြန်လည်ဖြစ်တင်းထားနိုင်တယ်လို့လူးဝစ်မိုင်းလီဖေဗီယန်ဆာနဲ့ဟာဗီဘန်စ်တို့ကိုလည်းစာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့ပါတယ်။နျူကာဆယ်တင်ကအသင်းရဲ့နီးပြတစ်ပြည့်ခန့်ခဲ့တဲ့အသက်38နှစ်အရွယ်မာတီယာဟိုက်စလန်ကိုခေါ်ယူနိုင်ဖို့ဆော်ရီကလပ်အေအာလီကိုရော်ချင်းငွေအများများပေးချေပြီးခေါ်ယူခဲ့ရသူဖြစ်ပါတယ်။ဒေးဗစ်ဟော့ကင်ဆန်ကမာတီယာအိုက်စလန်ကအနိုင်ရလူစိတ်ပြင်းထန်သူဖြစ်ပြီးစွမ်းရည်အပြည့်နဲ့အနာဂတ်အတွက်တောက်ပမဲ့ rock star တယောက်လို့တင်စားပြောဆိုခဲ့ပါတယ်။နီးပြတဲ့မာတီယာအိုက်စလန်ကအသင်းရဲ့ခေတ်သစ်ကိုဦးဆောင်ဖို့တင့်တော်ဆုံးသူဖြစ်ပြီးလာမယ့်စနေနေ့မှာဗလန်စီယာနဲ့ရှင်ပြိုင်မဲ့ခြေစမ်းပွဲမှာနျူကာဆယ်ယူနိုက်တက်ကိုစတင်ကင်တွယ်သွားတော့မှာပါ။ယာရူကနေနောက်ထပ်သွားခဲ့တဲ့နီးပြကြီးအရီဟိုဝီနဲ့ပတ်သက်လို့လည်းဒေးဗစ်ဟော့ကင်ဆန်ကအပြေးအဝလေးစားမှုရှိကြောင်းပြောကြားခဲ့ပါတယ်။အရီဟိုဝီကအသင်းအတွက်သူ့ရဲ့စွမ်းရည်ဟူသမျှနှိမ့်မြုပ်ခဲ့သူဖြစ်ပြီးအသင်းအတွက်အကောင်းဆုံးဖြစ်စေခြင်းနဲ့စေတနာနဲ့နီးပြတဲ့မတွေ့မီအထိ100%တာဝန်ကျေပွန်စွာထမ်းဆောင်ပေးခဲ့တာဖြစ်ပါတယ်။အရီဟိုဝီထွက်ခွာသွားတာက1 year စီယာဖြစ်ပေမဲ့Newcastle United 2.0 အတွက်တော့စွမ်းရည်သစ်တွေရရှိစေမဲ့လမ်းခွဲမှုတစ်ခုဖြစ်ခဲ့ပါတယ်လို့ CEO ကြီးကပြောခဲ့ပါတယ်။အသင်းရဲ့ပိုင်ရှင်တွေဖြစ်ကြတဲ့ Sorry PIF နဲ့ Ruben မီသားစုတို့က Newcastle United 2.0 စီမံကိန်းပေါ်အပြည့်အဝထောက်ပံ့ကူညီပေးနေပြီး2030ခုနှစ်မတိုင်မီအသင်းကိုစူဖလားတွေစိန်ခေါ်နိုင်တဲ့အဆင့်တစ်ခုမှာပုံမှန်ရပ်တည်နိုင်အောင်ဦးတည်ထားပါတယ်။ကွင်းသစ်နဲ့လေ့ကျင့်ကွင်းသစ်စီမံကိန်းသတင်းတွေကိုလည်းမကြာမီထုတ်ပြန်ပေးသွားမယ်လို့လည်းသတင်းတွေအရသိထားရပါတယ်။ David Hawkinson ကတော့အသင်းကအနာဂတ်မှာနိုင်လို့စိတ်စားလောင်ပြီးဇွဲရှိတဲ့တိုက်ပွဲဝင်စိတ်ဓာတ်နဲ့ရှေ့ဆက်သွားမှာဖြစ်ကြောင်းနဲ့တိုက်ပွဲဝင်နေတဲ့စိတ်သက်ရှိတဲ့ပရိသတ်တွေအနေနဲ့ဒီခရီးစဉ်ကိုအားပေးကြဖို့လည်းဖိတ်ခေါ်သွားခဲ့ပါတယ်။ဗန်နိုင်းစီမင်းတွေရဲ့ရိုက်ခတ်မှုကြောင့်နာမည်ကြီးကစားသမားတွေကိုရောင်းထုတ်ပြီးကစားသမားအစုအဖွဲ့ကိုပြန်လည်တည်ဆောက်နေရတာက Newcastle United အတွက်နောက်ဆုံးမှုတစ်ခုလို့ထင်ရပေမယ့်ရေရှည်အတွက်တော့အားယူလိုက်တာဖြစ်ပါတယ်။နေပြတဲ့မာတီယာအိုက်စလန်ရဲ့ကျစ်လစ်ပြီးပြင်းထန်တဲ့ hybrid ကစားဟန်နဲ့လူငယ်ဘောလုံးသမားတွေရဲ့ဆာလောင်မှုတွေပေါင်းစပ်လိုက်ရင် Newcastle United 2.0 ကစိန်ချိန်ပိုက်ရဲ့သွေးဆူစရာတိုက်ပွဲဝင်စိတ်ဓာတ်ကိုအရင်မြင်နေကြအသင်းထက်ပိုပြီးမြင်လာရမလားဆိုတာကတော့မကြခင်စတင်မဲ့ Premier League ပိတ်ကားပေါ်မှာဆက်ကြည့်သွားရမှာပဲဖြစ်ပါတယ်။